ဇလန်းရဲ့အစမှာတော့လှပတဲ့ကမ်းခြေတစ်ခုမှာလူတွေပျော်ရွှင်စွာပန်းဖြေနေကြပါတယ်။မစ်ဘရောနဲ့ကက်ထရီနာဆိုတဲ့လူငယ်ဆုံးတွေလည်းအတူတူအချိန်ပြုံးနေကြပါတယ်။မစ်ကကက်ထရီနာကိုလက်ထပ်ခွင့်တောင်းရာသူမကပျော်ရွှင်စွာပဲသဘောတူခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်အော်ဟစ်တန်တွေကြောင့်သူတို့ရဲ့ပျော်ရွှင်မှုတွေဟာပျက်စီးသွားခဲ့ပါတယ်။လက်နက်ကန်တိုက်ခိုက်ရေးသမားအဖွဲ့တစ်ဖွဲ့ရောက်လာပြီးသတိပေးခြင်းမရှိဘဲပြစ်ခတ်မှုတွေစတင်ခဲ့ပါတယ်။ဒီလိုရှုပ်ထွေးမှုတွေကြားထဲမှာမစ်ချာကက်ထရီနာကိုစိတ်အားထက်သန်စွာရှာဖွေနေခဲ့ပါတယ်။ကြည်တံတွေထိမှန်ပြီးဒဏ်ရာရနေပေမဲ့သူ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့သူ့ရဲ့ချစ်သူကိုရှာဖွေဖို့ပါပဲ။နောက်ဆုံးတော့သူကက်ထရီနာစီကိုရောက်သွားခဲ့ပေမဲ့သူမကအသက်မရှိတော့ပါဘူး။တနက်သမားတစ်ယောက်ကသူမရဲ့ရင်ဘတ်ကိုပစ်တက်လိုက်တာဖြစ်ပါတယ်။ဒီလိုနဲ့18လကြာမှမစ်ချာအရင်လူမဟုတ်တော့ပါဘူး။သူ့ရဲ့လက်စားချေလူစိတ်ပြည့်နေနေတဲ့ကြမ်းခိုင်ပြီးဆုံးဖြတ်ချက်ပြတ်သားတဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။နေတိုင်းပြင်းထန်တဲ့ကိုကားလေ့ကျင့်ခန်းတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။တနက်ပြစ်လေ့ကျင့်ခန်းတွေလည်းလုပ်ခဲ့ရာသူ့ရဲ့တီးကြမှုကလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။လာအနေငယ်အတွင်းမှာသူ့ရဲ့ပြစ်ခတ်မှုဟာလျင်မြန်ပြတ်သားပြီးအနေရရှိတဲ့တီးကြလာခဲ့ပါတယ်။အိမ်မှာတော့သူ့ရဲ့လေ့ကျင့်ခန်းကိုမရက်ခဲ့ပါဘူး။တနေ့မစ်ချာကမ်းခြေတိုက်ခိုက်မှုအတွက်တာဝန်ရှိတဲ့အဖွဲ့အကြောင်းအချက်လက်အပြည့်အစုံကိုစုဆောင်းခဲ့ပါတယ်။သူတို့ခေါင်းဆောင်ရဲ့အမည်ကိုဖော်ထုတ်ပြီးအသွင်ယူကသူတို့ထဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာမန်ဆူဆိုတဲ့ခေါင်းဆောင်နဲ့အဆက်အသွယ်ရခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ CIA အေဂျင့်တွေကမစ်ကိုအနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။သူ့ရဲ့ပုံမှန်ဟုတ်တဲ့လှုပ်ရှားမှုတွေကိုတန်တရားဝင်ပြီးအဆက်မပြတ်ချီယာခံနေခဲ့ပါတယ်။တနေ့မှာအဖွဲ့ကမစ်ကိုလူကိုယ်တိုင်တွေ့ဆုံလို့ကြောင်း message ပို့ခဲ့ပါတယ်။အဲ့ဒီလိုလုပ်ဖို့သူကလစ်ပြားကိုတွားရမယ်လို့ဆိုပါတယ်။ဒါဟာမစ်စောင့်နေတဲ့အရာပါပဲ။သူဟာသူ့ချစ်သူကောင်မလေးရဲ့ကံကြမ္မာအတွက်တာဝန်ရှိတဲ့လူကိုကိုယ်တိုင်တက်ပစ်ချင်ခဲ့တာပါ။ဒါပေမဲ့ဒီအချက်လက်တွေကို CIA ဌာနချုပ်ကိုရောက်သွားပြီးမစ်ရဲ့လှုပ်ရှားမှုတွေကိုစတင်ချီယာခံခဲ့ကြပါတယ်။မစ်ချာလစ်ပြားကိုခီးထွက်ခဲ့ပြီးတွေးဆုံမဲ့နေရာကိုရောက်ရှိခဲ့ပါတယ်။သူနေမြေထဲကိုဝင်ခြင်းအဖွဲ့ဝင်တို့ကသူ့ခန္ဓာကိုယ်အပြည့်အစုံကိုစစ်ဆေးခဲ့ပါတယ်။ရှာဖွေမှုမလုပ်ခင်မစ်ချာသူ့မျက်မှန်ကနေတတုဘာသာလေးတစ်ခုကိုလျှို့ဝှက်စာဖယ်ရှားပြီးသူ့လက်ထဲမှာဝတ်ထားခဲ့ပါတယ်။အဲဒီနောက်အဖွဲ့ကသူ့ခေါင်းကိုအုပ်ပြီးလက်နက်ကင်အဆောင်အများပြားကမိခွန်းနဲ့မိမဲ့လျှို့ဝှက်စခန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။မစ်ကမိခွန်းတိုင်းကိုယုံကြည်မှုရှိရှိဖြေကြားခဲ့ရာသူတို့ကသူ့ကိုသူတို့အဖွဲ့အစည်းကိုဝင်ရောက်ဖို့အစဉ်သင့်ဖြစ်ပြီလို့ယူဆခဲ့ကြပါတယ်။နောက်ဆုံးတော့သူတို့ကသူ့ခေါင်းကအုပ်ကိုဖယ်ရှားပေးလိုက်ရာသူတို့ခေါင်းဆောင်မန်ဆူဟာသူ့ရှိမှရက်နေတာကိုတွေ့လိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲမစ်ချာသူ့လက်ထဲကဝှက်ထားတဲ့ဒေါသလေးနဲ့သူ့ကျိုးလေးကိုတိတ်တိတ်လေးဖြတ်နေခဲ့ပါတယ်။သူတို့စကားပြောနေတော့ရုတ်တရက်တနက်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။နီးပြူအဖွဲ့တစ်ခုကစခန်းကိုဝင်ရောက်စီးနှင်ပြီးအဖွဲ့တစ်ခုလုံးကိုစက္ကန့်ပိုင်းတွင်ဖယ်ရှားပစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကို CIA ကလှုပ်ဆောင်ခဲ့တာပါ။သူတို့ဟာမစ်ကိုစောင့်ကြည့်နေခဲ့ပြီးမန်ဆူကိုချီယာခံဖို့သူ့ကိုအသုံးပြုခဲ့ကြတာပါ။မစ်ကမန်ဆူမြေပြင်မှာလှုပ်ရှားမှုမရှိဘဲလဲကျနေတာကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့ပြစ်မှတ်ကသူ့လက်နဲ့မဟုတ်ဘဲပျောက်ကွယ်သွားခဲ့ပါပြီ။ဒါကသူ့ကိုဒေါသထွက်စေခဲ့ပြီးသူ့ရဲ့လက်စားချေမှုကမပြည့်စုံသေးဘူးလို့ခံစားရစေခဲ့ပါတယ်။ဘယ်သူမှသူ့ကိုမတားဆီးနိုင်ခင်မစ်ကမန်ဆူရဲ့ခန္ဓာကိုယ်ကိုအချိန်များစွာဒေါသတကြီးထိုးချိတ်ခဲ့ပါတယ်။စစ်သားတွေကမစ်ကိုအမြန်ဖမ်းဆီးပြီးအကျဉ်းချထားခဲ့ပါတယ်။နောက်တစ်နေ့မှာမစ်ကိုကူတုံးဆရာတဦးနဲ့အခန်းတစ်ခုထဲမှာထားခဲ့ပါတယ်။ဆရာကအထူးဆရာဝန်ကသူ့အတိတ်အကြောင်းကိုမေးမြန်းခဲ့ပါတယ်။မစ်ကသူ14နှစ်အရွယ်မှာကျွကွဲဝေရဖြစ်ရတစ်ခုနဲ့သူမိဘနှစ်ပါးစလုံးကိုဆုံးရှုံးခဲ့ရတယ်လို့ရှင်းပြခဲ့ပါတယ်။ကက်ထရီနာကိုဆုံးရှုံးပြီးနောက်သူဟာစိတ်ပိုင်းဆိုင်ရာအရာမပြိုလဲနိုင်တော့ပဲမစ်ရှင်တစ်ခုတည်းကိုသာအာရုံစိုက်နေခဲ့တာပါ။သူကကမ္ဘာတဝန်းမှာအန်နီရဖြစ်စေတဲ့အဖွဲ့အစည်းတိုင်းကိုဖယ်ရှားပစ်ချင်ခဲ့ပါတယ်။အဲဒီနောက်မစ်က CIA ရဲ့ဒုတိယညွှန်ကြားရေးမှူးအိုင်ရန်ကနေဒီနဲ့တွေ့ဆုံခဲ့ပါတယ်။သူမကသူ့ကို CIA ရဲ့စောင့်ကြည့်မှုအောက်မှာရက်30ကြာရှိနေခဲ့တယ်လို့ပြောခဲ့ပါတယ်။အိုင်ရန်ကသူ့ကိုအတိအကျဘာတွေလုပ်ချင်တာလဲလို့မေးမြန်းခဲ့ပါတယ်။မစ်ကလျှို့ဝှက်ရန်သူကိုရက်ကိုချီယာခံပြီးကိုယ်တိုင်အပြစ်ပေးခြင်းတယ်လို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ဒါပေမဲ့အိုင်ရန်ကတယောက်တည်းလုပ်ရင်ဘယ်နေရာမှရောက်မှာမဟုတ်ဘူးလို့ရှင်းပြခဲ့ပါတယ်။ CIA ကတချို့ကမစ်ချာမတည်ငြိမ်ဘူးလို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အိုင်ရန်ကတော့ကွဲပြားတဲ့အရာတစ်ခုကိုမြင်ခဲ့ပါတယ်။သူမကသူ့မှာထူးခြားတဲ့စွမ်းရည်တွေရှိပြီးအရေးကြီးတဲ့မစ်ရှင်တွေမှာအရေးပါတဲ့ရည်ရွယ်ချက်တစ်ခုကိုထမ်းဆောင်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။မစ်ကဘယ်အင်ဂျင်စီကမှမဝင်ကျင်ခဲ့ပါဘူး။ဒါပေမဲ့အိုင်ရန်ကခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့သူ့ကိုဆွဲဆောင်ခဲ့ပါတယ်။ဒီလိုနဲ့သူ့ကိုအော်ရီယန်လို့ခေါ်တဲ့လျှို့ဝှက် CIA တိုက်ခိုက်ရေးအဖွဲ့မှယာရုတစ်ခုကမ်းလှမ်းခဲ့ပါတယ်။အော်ရီယန်အဖွဲ့ဟာရန်သူရဲ့အစီအစဉ်တွေကိုလျှို့ဝှက်စာဖြုတ်ခွင့်ပြီးအစင်းမြင့်ချင်းချောက်မှုတွေကိုဖယ်ရှားဖို့
တိတ်တဆိတ်စစ်စင်ရေးတွေလှုပ်ဆောင်မှုတာဝန်ယူရတာပါအဲ့ဒီအချိန်တစ်ချိန်တည်းမှာပဲရုရှားနျူကလ িয়ার စက်ရုံတစ်ခုကနေပလူတိုနီယမ်14ဂရမ်ခိုးယူခံခဲ့ရတယ်လို့သိရှိလိုက်ရပါတယ်အိုင်ရင်းကိုပလူတိုနီယမ်ဘယ်နည်းနဲ့မဆိုပြန်ယူရဖို့အမိန့်ပေးခံခဲ့ရပါတယ်ဒီမစ်ရှင်အတွက်သူမကအော်ဒီယန်အဖွဲ့ရဲ့ခေါင်းဆောင်စတီဗင်ဟာလီနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်သူဟာတစ်ချိန်ကလေးစားခံရတဲ့အထူးတပ်ဖွဲ့ခေါင်းဆောင်တူဖြစ်ခဲ့ပူပါတယ်အခုမစ်ဟာသူ့ရဲ့ခေါင်းဆောင်မှုအောက်မှာလှုပ်ဆောင်ရမှာဖြစ်ပါတယ်စတီဗင်ဟာမစ်ကိုသူ့ရဲ့ထိပ်တန်းအဖွဲ့တွေကိုလက်ခံမှုတွန့်ဆုတ်နေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့မစ်ရဲ့စိတ်ခံစားမှုတွေဟာသူ့ရဲ့စီကံထက်ပိုအားကောင်းနေလို့ပါပဲဒါပေမဲ့အိုင်ရင်ကမစ်ရဲ့ကြောက်ရွံ့မှုကင်းမဲ့တဲ့စိတ်ဓာတ်ကိုတင်ကြားလို့မရဘူးလို့ရှင်းပြခဲ့ပါတယ်အဲ့ဒီအကြောင်းပြချက်ကြောင့်သူမကသူ့ကို CIA အတွက်အစွမ်းတက်တဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ယုံကြည်ခဲ့တာပါစတီဗင်ဟာအလွန်စီကံတင်ချက်တဲ့တင်နန်းဆရာတူဖြစ်ပြီးအော်ရီယန်အဖွဲ့နဲ့အောင်မြင်တဲ့မစ်ရှင်များစွာကိုဦးဆောင်ခဲ့သူပါမစ်ရှင်နဲ့ပထမအဆုံးတွေ့ဆုံချိန်မှာစတီဗင်ကသူ့ရဲ့အမှန်ကန်ရည်ရွယ်ချက်ကိုမေးခဲ့ပါတယ်မစ်ကအပြစ်မဲ့သူတွေကိုထိခိုက်စေတဲ့အန္တရာယ်ရှိတဲ့ရန်သူတွေကိုလိုက်လံချေမှုန်းခြင်းနဲ့လို့ပြန်ဖြေခဲ့ပါတယ်ဒါပေမဲ့စတီဗင်ကဒီအကြောင်းပြချက်တစ်ခုတည်းကလျှို့ဝှက်အစီအစဉ်တစ်ခုရဲ့အစိတ်ပိုင်းဖြစ်ဖို့မလုံလောက်ဘူးလို့ပြောပြခဲ့ပါတယ်မစ်ကလိုအပ်တဲ့စမ်းသပ်မှုတွေကိုရင်ဆိုင်ဖို့အစဉ်သင့်ဖြစ်နေပြီလို့ယုံကြည်မှုရှိရှိပြောခဲ့ပါတယ်နောက်တစ်ခါမှာတော့စတီဗင်ကမစ်နဲ့အတူတခြားလူတွေကိုလေ့ကျင့်ပေးနေပါတယ်သူကမစ်ကိုလေ့ကျင့်ရင်ဓာတ်ချောင်းပေးပြီးသူ့ကိုချေမှုန်းဖို့ကြိုးစားဖို့စိန်ခေါ်ခဲ့ပါတယ်ဒါပေမဲ့မစ်လှုပ်ရှားလိုက်တာနဲ့စတီဗင်ကကျွမ်းကျင်မှုအပြည့်နဲ့စက္ကန့်ပိုင်းအတွင်းမှာပဲသူ့ရဲ့လက်နက်ကိုမစ်ရဲ့လယ်ဘင်းကိုထောက်ထားလိုက်တာကြောင့်သူ့ကိုလုံးဝအားတက်သွားစေခဲ့ပါတယ်စတီဗင်ကသူ့ကိုဘလောက်လွယ်လွယ်လေးထိန်းချုပ်လိုက်လဲဆိုတာကိုမြင်လိုက်ရတဲ့အခါမစ်ရှာသူ့ရဲ့လေ့ကျင့်မှုအလုံးကိုပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူးနောက်ထပ်စိန်ခေါ်မှုအတွက်ဗစ်တာဆိုတဲ့လူတူပေးခဲ့ပါတယ်မစ်ကဗစ်တာကိုခွန်အားနဲ့အရှိန်ဟုန်လျင်မြန်စွာအလံယူခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဒေါသကထိန်းချုပ်လို့မရတော့ပဲတိုက်ပွဲပြီးဆုံးသွားခဲ့ပေမဲ့သူအဆက်မပြတ်ရန်လိုစွာတိုက်ခိုက်နေခဲ့တာပါဒါကိုမြင်တော့စတီဗင်ကသူ့ကိုတတိပေးခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာအားရင်တစ်ခုတည်းကဘယ်တော့မှမလုံလောက်ဘူးစစ်မှန်တဲ့စစ်တီတော်တူဟာတိုက်ပွဲမှာသူ့ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်ရမယ်စစ်မြေပြင်မှာပေါ်ဆမှုကရန်သူရဲ့လှည့်သားမှုဒါမှမဟုတ်ချိန်မုံမှုကိုခံရနိုင်တယ်ဆိုပြီးပြောပြခဲ့ပါတယ်အဲဒီနောက်မှာတော့လန်ဒန်ရဲ့တနေရာမှာအစစ်မြစ်အမေရိကန်ရရှိတွေဟာအီရန်တန်ယုံမှာဗိုလ်ချုပ်ရိုစတာမီနဲ့ကာကွယ်ရေးဝန်ကြီးဘီရိုတို့ရဲ့အစည်းအဝေးလုပ်နေခဲ့ပါတယ်သူတို့ရဲ့အဓိကစိုးရိမ်စရာကခိုးယူခံရတဲ့ပလူတိုနီယမ်ပါအမေရိကန်ပြည်ထောင်စုကဒီပစ္စည်းဟာမှားယွင်းတဲ့လူလက်ထဲမရောက်ဖို့တေချာစီလိုခဲ့တာပါဒါရိုက်တာကနျူကလ িয়ার သဘောတူညီချက်ကိုဘယ်တော့မှမဖျောက်ဖျက်ရဘူးလို့အလေးပေးပြောကြားခဲ့ပါတယ်ဝန်ကြီးဘီရိုကဒါကိုချင်းချောင်းမှုတစ်ခုလို့ယူဆခဲ့ပေမဲ့သူကပြုံးပြီးအရာအားလုံးကိုထိန်းချုပ်မှုအောက်မှာရှိရလို့အာမခံခဲ့ပါတယ်အစီအဝေးပြီးကားပေါ်မှာထိုင်နေရင်ဒါရိုက်တာက Irons ကို Roster Me ရဲ့ဂရီတွေကိုလုံးဝမယုံဘူးလို့ပြောခဲ့ပါတယ်ဒါကြောင့် Irons ကိုဒီမစ်ရှင်ကိုတိတ်တဆိတ်နဲ့လျှို့ဝှက်စာဆောင်ရွက်ဖို့ညွှန်ကြားခဲ့ပါတယ်နောက်နေ့ညမှာတော့လေ့ကျင့်ချက်ပေးတဲ့နေကျေလွန်စွာထွက်ပေါ်လာပြီးမစ်ကိုအိယာကနေနှုတ်ထစေခဲ့ပါတယ်သူ့ကိုလေ့ကျင့်ရေးဇုံကိုရောက်ဖို့စက္ကန့်30ပဲအချိန်ရခဲ့တာပါတနင်္လာအားလုံးကို Virtual Combat Simulation Room ကိုအလင်းအမြန်ခေါ်ဆောင်သွားခဲ့ပါတယ်သူတို့ကောင်းပေါ်မှာငကြက်တွေတက်ဆင်ထားပြီးလှုပ်ရှားနေတဲ့ပြစ်မှတ်တွေကိုဖွင့်ထားခဲ့ပါတယ်အမျိုးမျိုးသောလူပုဂ္ဂိုလ်တွေရဲ့ဓာတ်ပုံတွေဟာသူတို့ရှိမှရုတ်တရက်ပေါ်လာခဲ့ပါတယ်သူတို့ကမှားယွင်းတဲ့လှုပ်ရှားမှုတစ်ခုလုပ်ပြီးအန္တရာယ်မရှိတဲ့ပြစ်မှတ်တစ်ခုကိုပြစ်ခတ်မိရင်ချက်ချင်းဆိုသလိုပြတ်တက်တဲ့လျှက်စစ် shot တစ်ခုကိုရရှိမှာပါအန္တရာယ်မရှိတဲ့ရတာတစ်ခုကိုပြစ်ခတ်မိရင်ချက်ချင်းပဲပြတ်တက်တဲ့ပြစ်ဒဏ်ကိုခံရမှာဖြစ်ပါတယ် Visual Shooting Challenge ကိုဒီလိုတင်ကျက်တဲ့စီကံတွေအောက်မှာစတင်ခဲ့တာပါရုတ်တရက် simulation မှာမန်ဆူရဲ့ပုံရိပ်တွေမစ်ရှေမှာထပ်ခါတလဲလဲပေါ်လာခဲ့ပါတယ်ဒါကမစ်ကိုတုံ့လုံးစေခဲ့ပေမဲ့သူ့ရဲ့စိတ်ခံစားမှုတွေကိုတွန်းလှန်ပြီးပြစ်မှတ်ကိုဇက်တိုက်ပစ်ခတ်နေခဲ့ပါတယ်ဒီ simulation တစ်ခုလုံးကသူ့ရဲ့စိတ်ခံစားချက်ထိန်းချုပ်မှုကိုစမ်းသပ်ဖို့အတွက်အထူးဒီဇိုင်းထုတ်ထားတာပါစတန်ကလျှက်စစ် shot တွေကတခြားတင်နန်းသားတွေလိုပဲမစ်ကိုပစ်ခတ်တာရပ်တန့်စေလိမ့်မယ်လို့မျှော်လင့်ခဲ့တာပါဒါပေမဲ့မစ်ကရှော့များစွာထိမှန်ပြီးတဲ့နောက်မှာတော့လက်လျှော့ဖို့ညှင်းဆိုခဲ့ပါတယ်အိုင်ရင်းနဲ့စတန်တို့ကသူ့ကိုအနီးကပ်စောင့်ကြည့်နေခဲ့ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုအားသင်ခဲ့ကြတာပါသူကဘလို့ရီမန်းချက်ကိုပဲတတ်မှတ်သည်ဖြစ်စီသူအောင်မြင်အောင်လှုပ်ဆောင်သည့်အထိဆက်လှုပ်ဆောင်နေခဲ့ပါတယ်ဒီလိုနဲ့ဇလန်ကပိုလန်နိုင်ငံကမြို့တစ်မြို့ကိုရောက်သွားခဲ့ပါတယ်ရုရှားမှောင်ခိုသမားတွေကခိုးယူထားတဲ့ပလူတိုနီယမ်ကိုဘန်ကားတစ်စီးထဲမှာတည်ယူပို့ဆောင်နေပါတယ်ရော်နီဆိုတဲ့မြို့သားတူကပလူတိုနီယမ်ကိုဝယ်ဖို့ရောက်လာခဲ့ပါတယ်
သူ့ကို Ghost လို့ခေါ်တဲ့ကုန်းမီနဲ့လူသိများကြပါတယ်။ Ghost ဟာတကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးသွားတဲ့အမေရိကန်စစ်သည်ရော်နီပါပဲ။ကင်းလည်နေတဲ့ရဲတွေကဗန်ဂါးကိုတန်တရားဝင်ပြီးစုံစမ်းမှုဆုံးဖြတ်ခဲ့ပါတယ်။အရာရှိတွေပုံဝင်ခြင်းပဲရှုပ်ထွေးမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ Ghost ကပလူတိုနီယမ်ကိုပေးပို့နေတဲ့မှောင်ကုန်သမားတွေကိုဖယ်ရှားပစ်ခဲ့ပါတယ်။သူကပစ္စည်းနဲ့အတူထွက်ခွာသွားခဲ့ပြီးမြဲအရာရှိတွေကအပြင်ကနေသူ့ကိုစတင်ပစ်ခတ်ခဲ့ပါတယ်။ Ghost ကအလွန်ကျွမ်းကျင်ပြီးအမကန်တိကျမှုနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။သူအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးသူ့ရဲ့ဆွတ်ဆောင်ရည်ကြောင့်လူတိုင်းအားသင့်စေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစတန်ကပိုလန်ကထွက်ပေါ်လာတဲ့သတင်းတွေကိုကြည့်နေခဲ့ပါတယ်။တိုက်ရိုက်ရုပ်သံဖိုင်မှာ Ghost ကပလူတိုနီယမ်နဲ့အတူထွက်ပြေးသွားတဲ့သူ့မျက်နှာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။စတန်ကသူ့ကိုချက်ချင်းမှတ်မိလိုက်တာပါ။ရော်နီဟာတစ်ချိန်ကအော်ရီယန်အဖွဲ့ရဲ့တစ္ဆာရှိအဖွဲ့ဝင်တူဖြစ်ခဲ့ဘူးပါတယ်။အတိတ်ကမစ်ရှင်တစ်ခုမှာရော်နီဟာသူ့အသက်ဆုံးရှုံးသွားခဲ့ပြီလို့ယုံကြည်ခဲ့ကြတာပါ။လူတိုင်းကသူပျောက်ဆုံးသွားပြီလို့ယူဆခဲ့ကြပေမယ့်သူလျှို့ဝှက်စာအသက်ရှင်ခဲ့ပြီးဘယ်သူမှမသိခဲ့ပါဘူး။စတန်နဲ့အဖွဲ့ကသူ့ကိုထားခဲ့တော့ကသူတစ္ဆာပေါက်ခံရတယ်လို့ခံစားခဲ့ရတာပါ။အဲ့ဒီတစ္ဆာဖောက်မှုမှာသူ့ကိုဒေါသနဲ့ပြင်းထန်စေခဲ့ပါတယ်။တစ်ချိန်ကအန်နီရရှိတဲ့အဖွဲ့အစည်းကိုတိုက်ခိုက်ခဲ့တဲ့သူဟာအခုဆိုရင်ကိုယ်တိုင်ချိန်ချမှုတစ်ခုဖြစ်လာခဲ့ပါပြီ။စတန်ကအိုင်ရွန်းကိုကိုစတာရော်နီဖြစ်ကြောင်းအကြောင်းကြားခဲ့ပါတယ်။အိုင်ရွန်းကသူ့ကိုအသက်ရှင်လျက်တွေ့ရတာတုန်လှုပ်သွားခဲ့ပါတယ်။အစ္စတန်ဘူမှာလှုပ်ရှားခဲ့တဲ့အဓိကလက်နက်ကုန်တဲ့ဟမ်စတေကရုရှားကနေနျူကလ িয়ার စနက်တံတစ်ခုကိုဝယ်ယူခဲ့ပါတယ်။သူကမကြခင်မှာပဲအဲ့ဒီစနက်တံကို Ghost နဲ့ခိုးယူထားတဲ့ပလူတိုနီယမ်နဲ့လွဲဖို့ရှိပါတယ်။ဒီအရာကိုဘယ်လိုနည်းနဲ့မှမဆိုရပ်တန့်မှဖြစ်မှာပါ။အစ္စတန်ဘူမှာမစ်ရှင်တစ်ခုကိုအများဆုံးပြင်ဆင်ခဲ့ပါတယ်။စတန်ကမစ်ကိုအတူတူခေါ်သွားဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမတိုင်ခင်စတန်ကမစ်ရဲ့ကိုထိန်းချုပ်နိုင်စွမ်းကိုနောက်ဆုံးချိန်စမ်းသပ်ခဲ့ပါတယ်။သူကကက်ထရီနာရဲ့နောက်ဆုံးခိုက်တက်နေတဲ့ဗီဒီယိုတွေကိုပြသပြီးသူ့ကိုစိတ်တူစေခဲ့ပါတယ်။မစ်ကသူ့ကိုရက်တက်မှုတောင်းပန်ခဲ့ပေမဲ့စတန်ကသူ့ရဲ့ကန့်သက်ချက်ကိုတွန်းအားပေးဖို့ဗီဒီယိုကိုဆက်ပြခဲ့ပါတယ်။စိတ်ခံစားမှုလွန်ခဲ့ပြီးမစ်ကဒေါသတကြီးစတန်ကိုတိုက်ခိုက်ခဲ့ပါတယ်။စတန်ကချက်ချင်းသူ့ရဲ့လေဘင်းကိုဖမ်းဆုပ်ပြီးတင်းတင်းကြပ်ကြပ်သတိပေးခဲ့ပါတယ်။မင်းဒေါသကိုမထိန်းချုပ်နိုင်ရင်ရန်သူတွေကမင်းခြေလန်းတလန်းမလန်းခင်မင်းကိုအဆုံးသတ်လိုက်မယ်လို့ပြောခဲ့ပါတယ်။သူဟာအချိန်တိုင်းကိုရှင်းရှင်းလင်းလင်းတွေးတောပြီးစိတ်အေးထားရမယ်ဆိုတာကိုသိရှိခဲ့ပါတယ်။အဲ့ဒီခါမှသာလေသူအသက်ရှင်နိုင်မှာပါ။စီကန်တင်တဲ့အတူသူတို့ဟာအစ္စတန်ဘူမှာသူတို့ရဲ့လျှို့ဝှက်မစ်ရှင်ကိုစတင်ခဲ့ပါတယ်။အရင်ကအနုကီကာဆိုတဲ့အမျိုးသမီးတူကသူတို့နဲ့အတူအစ္စတန်ဘူမှာပူးပေါင်းပါဝင်လိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်။သူတို့ရဲ့မူလရည်ရွယ်ချက်ကဟမ်စတေးကိုစောင့်ကြည့်ပြီးသူ့ရဲ့လှုပ်ရှားမှုတွေနဲ့တွဲဆုံမှုကိုခြေအားခံမှုပါပဲ။အစီအစဉ်တိုင်းမစ်နဲ့အနုကီကာတို့ကဟမ်စတေးကိုအဝေးကနေစောင့်ကြည့်ခဲ့ပါတယ်။စောင့်ကြည့်နေစဉ်မစ်ကဟမ်စတေးရဲ့လက်ထောက်တူဖြစ်တဲ့ကာမယ်ကိုတမင်တကာတိုက်မိခဲ့ပါတယ်။မစ်ကမတော်တဆဖြစ်တယ်လို့ရင်ကျေးစွာတောင်းပန်ခဲ့ပါတယ်။တကယ်တော့ဒါကမစ်ကကာမယ်ရဲ့ဖုန်းကိုလျှို့ဝှက်စာယူပြီးအသုံးဝင်တဲ့အချက်လက်တွေကိုရဖို့စီစဉ်လှုပ်ရှားမှုတစ်ခုပါ။စတန်ကမစ်ရဲ့NSCရဲ့ဆုံးဖြတ်ချက်ကိုသဘောမကျခဲ့ပါဘူး။ဒါပေမဲ့ဒီနီလန်ကအဖိုးတန်တဲ့အချက်လက်တွေကိုပေးခဲ့ပါတယ်။ခိုးယူထားတဲ့ဖုန်းနဲ့သူတို့ဟာဟမ်စတင်းရဲ့နောက်လာမဲ့အစည်းအဝေးတီနေရာကိုအတီးကျဖော်ထုတ်ခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့ကအဲ့ဒီနေရာကိုရောက်ရှိခဲ့တဲ့အချိန်မှာဟမ်စတင်းကသူ့ကိုကာကွယ်ဖို့အတွက်လက်နက်ကင်အဆောင်အများပြားကိုစီစဉ်ထားတာတွေ့လိုက်ရပါတယ်။အဖွဲ့ကဒီစစ်စင်ကြီးကအလွန်ခက်ခဲလိမ့်မယ်ဆိုတာကိုသိရှိသွားပါပြီ။စတန်ကလှုပ်ရှားမှုတစ်ခုလုပ်ပြီးအဆောင်တူဦးကိုနောက်ကနေတိတ်တိတ်လေးဖမ်းချုပ်ခဲ့ပါတယ်။သူကတခြားသူအလုံးကိုချက်ချင်းနေရာကနေထွက်ခွာဖို့အမိန့်ပေးချင်းချောက်ခဲ့ပါတယ်။အဆောင်ကညွှန်ကြားချက်အတိုင်းလိုက်နာခဲ့ပြီးပတ်ဝန်းကျင်ကချက်ချင်းရှင်းလင်းသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမစ်နဲ့ဗစ်တာတို့ကဟမ်စတေးကိုဆက်လက်ရှာဖွေနေခဲ့ကြတာပါ။ဒါပေမဲ့ရုတ်တရက် Ghost ပေါ်လာပြီးသူတို့ရဲ့အတိတ်ကဗစ်တာကိုမှတ်မိသွားခဲ့တာပါ။ဗစ်တာကကိုမကာကွယ်နိုင်ခင် Ghost ကလှည့်မြန်စွာတိုက်ခတ်ပြီးသူ့ကိုဖယ်ရှားပစ်ခဲ့ပါတယ်။အခြေအနေပျက်စီးသွားတာကိုမြင်တော့ဟမ်စတေးထွက်ပြေးခဲ့ပါတယ်။ဗစ်တာရဲ့ဆုံးရှုံးမှုကြောင့်စတန်ကမစ်ရှင်ကိုဖျက်သိမ်းပြီးမစ်ကိုစုခွာဖို့ညွှန်ကြားခဲ့ပါတယ်။ဒါပေမဲ့မစ်ကပြစ်မှတ်ကိုဆွန့်လွတ်ဖို့ညှင်းဆိုခဲ့ပါတယ်။စတန်ရဲ့အမိန့်ကိုလက်လွတ်ရှုပြီးသူကကာမဲကိုဖမ်းပြီးဟမ်စတေးရဲ့တိုက်ခန်းကိုလမ်းပြခိုင်းခဲ့ပါတယ်။ရောက်ချင်းဟမ်စတေးရဲ့ခွေရိုင်းတွေကမစ်ကိုတိုက်ခတ်ခဲ့ပါတယ်။မစ်ကသူတို့ကိုအနီးနားကကားတစ်စီးထဲမှာစမတ်ကြပိတ်မိအောင်လုပ်ခဲ့ပါတယ်။သူကနိုင်ရန်ကိုကြော်တက်ပြီးတိုက်ခန်းကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပါတယ်။ဟမ်စတေးရဲ့ကိုရံတော်ကသူ့ကိုတိုက်ခိုက်ခဲ့ပြီးပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်
မစ်ကသူ့ရဲ့တိုက်ခိုက်စွမ်းရည်ကိုအသုံးပြုပြီးကိုရန်တော်ကိုချေမှုန်းခဲ့ပါတယ်။အဲဒီနောက်သူကဟမ်စလီနဲ့တိုက်ရိုက်ရင်ဆိုင်ခဲ့ပါတယ်။ကြောက်လန့်နေတဲ့ဟမ်စလီကမစ်ကိုသူ့အသက်ကိုချမ်းသာပေးဖို့တောင်းပန်ခဲ့ပါတယ်။မစ်ကသူ့ကိုမထိခိုက်ပဲထားခဲ့ပေမဲ့သူ့ရဲ့ laptop ကိုယူဆောင်သွားခဲ့ပါတယ်။မစ်ပြန်လာတဲ့အခါစတန်ကသူ့အမိန့်ကိုမနာခံပဲကိုယ်တိုင်လှုပ်ဆောင်ခဲ့တဲ့အတွက်ဒေါသထွက်နေခဲ့ပါတယ်။အိုင်ရွန်ရောက်လာပြီးထောက်လိုင်းအချက်လက်တွေနဲ့သူတို့ကိုအတိပေးခဲ့ပါတယ်။ Ghost မှာအခုပလူတိုနီယံရောနျူကလ িয়ার စနက်တန်ရောနှစ်ခုစလုံးရှိနေပြီဖြစ်ပါတယ်။သူကအချိန်တိုအတွင်းမှာဖျက်ဆီးနိုင်တဲ့ကိရိယာတစ်ခုကိုတည်ဆောက်နိုင်ပါတယ်။ဒါပေမဲ့သူ့ကိုမှန်မှန်ကန်ကန်စီရင်ဖို့ယူပဗေဒပညာရှင်တူလိုနေခဲ့ပါတယ်။မစ်ဆူဆောင်ခဲ့တဲ့ laptop မှာရောမမျိုးကဘဏ်အကောင့်တစ်ခုတည်းကိုငွေအများပြားလွှဲပြောင်းထားတာကိုပြသနေပါတယ်။ဒါကယူပဗေဒပညာရှင်ကအီတလီမှာရှိနေနိုင်တယ်လို့ဆိုလိုတာပါ။နောက်ထပ်စက်ကွက်တစ်ခုမှာတော့ရောမဝင်ကနေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ကျွမ်းကျင်တဲ့ယူပဗေဒပညာရှင်တူကကာကွယ်ရေးဝန်ကြီးဘီလူနဲ့စကားပြောနေတာကိုပြသထားပါတယ်။ဒါကလျှို့ဝှက်သဘောတူညီချက်တစ်ခုကိုစီစဉ်နေတယ်ဆိုတာကိုပြသနေတာပါ။ဒီတန်ကကိုစီကနေပြည်စည်းသွားတဲ့ကိရိယာကိုဝယ်ယူဖို့ပြင်ဆင်နေနိုင်ပါတယ်။သူတို့ရဲ့တန်တရားဖြစ်ဖွယ်ပြင်မကအစ္စရေးကိုတိုက်ခိုက်ဖို့ဖြစ်ပုံရပါတယ်။ကိုစကပောက်ကွဲမှုချင်းဝက်ကကီလိုမီတာများစွာကိုချက်ချင်းဖျက်ဆီးပစ်နိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။စတင်ပြီးတာနဲ့နောက်ထပ်9ကီလိုမီတာဟာလုံးဝဖုံဖုံဖြစ်သွားမှာဖြစ်ပြီး10ကီလိုမီတာချင်းဝက်အတွင်းဘာမှအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့မျှော်လင့်ရပါတယ်။ဒါကတာဘီလိုမျိုးကြီးတစ်ခုလုံးကိုလုံးဝဖျက်ဆီးပစ်နိုင်တယ်လို့ဆိုလိုတာပါ။ကိုစကငွေအပြည့်စုံရတာနဲ့သိပ္ပံပညာရှင်တူကသူ့အတွက်အနေရရှိတဲ့ကိရိယာကိုစူးစီးပေးလိုက်မယ်လို့ရှင်းပြခဲ့ပါတယ်။အသေးစိတ်ချက်လက်အားလုံးသဘောတူညီပြီးတာနဲ့ပြီးသူကသဘောတူညီချက်ကိုအပြည့်သက်ထွက်ခွာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအော်ဒီယန်ဖွဲ့ကဖျက်ဆီးနိုင်တဲ့နည်းပညာလဲလှယ်မှုကိုစောင့်ကြည့်ဖို့ရောမမျိုးကိုရောက်ရှိခဲ့ပါတယ်။အနုကေကာကသူမကဘတ်စနစ်ကိုဟတ်ထားပြီးဖြစ်ကြောင်းစတန်ကိုအသိပေးခဲ့ပါတယ်။ပညာရှင်ကငွေထုတ်ဖို့သွားတဲ့အခါတိုင်းသတိပေးချက်တစ်ခုကသူတို့စီကိုချက်ချင်းရောက်လာမှာပါ။မစ်ကဘန်ကိုသွားပြီးပုံမှန်ဓာတ်ပုံတွေရိုက်နေဟန်ဆောင်ခဲ့ပါတယ်။တကယ်တော့သူကဘန်ကနေထွက်လာတဲ့လူတွေရဲ့ပုံတွေကိုရိုက်ကူးနေတာပါ။မျက်နှာစကန်တွေကိုအသုံးပြုပြီးသူကသိပ္ပံပညာရှင်ရဲ့အမည်အပြည့်အစုံကိုစုဆောင်းပြီးသူ့ရဲ့ဟိုတယ်တီနီယာကိုခြေရာခံခဲ့တာပါ။မစ်နဲ့နူကီကာတို့ကသူ့အနီးနားကအခန်းတွေကိုယူပြီးလျှို့ဝှက်ကင်မရာတွေကနေသူ့ကိုစောင့်ကြည့်နေခဲ့ကြပါတယ်။ရုတ်တရက် Ghost ပေါ်လာပြီးမစ်နဲ့နူကီကာတို့ကိုဖမ်းဆီးခဲ့ပါတယ်။ရော်နီကစတန်ဘယ်မှာလဲဆိုတာကိုသိချင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကဖြေဖို့ညှင်းဆိုတဲ့အခါသူတို့ကိုဖိအားပေးခံရပြီးဒဏ်ရာရအောင်လုပ်ခဲ့ပါတယ်။အပြင်မှာစတန်ကအခြေအနေအကြောင်းသတိပေးချက်တစ်ခုခုရရှိခဲ့ပြီးကယ်ဆယ်ကြိုးပမ်းမှုကိုစတင်ခဲ့ပါတယ်။သူကတနက်ကိုစတင်ပစ်ခတ်ပြီးအခန်းထဲကလူတိုင်းကိုချေမှုန်းခဲ့ပါတယ်။ဒါပေမဲ့ Ghost ကလွတ်မြောက်သွားခဲ့တာပါ။အဲဒီနောက်သိပ္ပံပညာရှင်ကိုခေါ်ဆောင်သွားပြီးစတန်ရဲ့နေရာကိုခေါ်လာခဲ့ပါတယ်။မစ်ကစတန်ကိုဒီရန်လိုအဖွဲ့ကဘာလို့သူ့ကိုပြစ်မှတ်ထားနေရလဲ။သူတို့ကသူ့ကိုဘလို့သိနေရလဲဆိုတာကိုရှင်းပြသိချင်ခဲ့ပါတယ်။စတန်ကအများကြီးထုတ်ဖို့မပြောခဲ့ပါဘူး။သူကခေါင်းဆောင်ကသူ့ကိုယ်သူ Ghost လို့ခေါ်ပြီးကြီးမားတဲ့ဖြတ်ဆွင်းနိုင်စွမ်းရှိတဲ့တိုက်ခိုက်မှုတစ်ခုကိုစီစဉ်နေတယ်လို့ပဲပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသိပ္ပံပညာရှင်ကိုကိရိယာကိုဘယ်မှာတိစောက်နေရလဲလို့မေးမြန်းခဲ့ပေမဲ့သူကအရေးကြီးတဲ့အချက်လက်တွေကိုမပေးနိုင်ခဲ့ပါဘူး။အဲဒီနောက်နူကီကာကမစ်ရဲ့ဒဏ်ရာကိုစီးနှောင်ပေးနေတာကိုပြသထားပါတယ်။သူမကအရာအလုံးအဆင်ပြေသွားမှာဖြစ်ပြီးသူတို့ Ghost ကိုမနှက်ပြန်မှဖမ်းမိမိဟုအာမခံခဲ့ပါတယ်။မစ်ကသူနဲ့စတန်သာထိုအမည်ကိုသိရှိထားသောကြောင့်သူမမိတို့သိရှိသည်ကိုအနုကီကာကိုမေးခွန်းထုတ်ခဲ့ပါတယ်။မစ်ကထိုအခါအနုကီကာရဲ့အမည်ရင်းမှအတုဖြစ်ပြီးသူမသည်လျှို့ဝှက်အေဂျင့်တူဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်။ပြင်းထန်သောဖိအားပေးမှုများပြုလုပ်ပြီးနောက်အနုကီကာကမိသည့်အရာကိုမှဝန်ခံခြင်းမရှိတာကြောင့်သူမကိုစတန်ထံခေါ်ဆောင်သွားခဲ့ပါတယ်။စတန်ကအနုကီကာကိုအီရန်ထောက်လှမ်းရေးဟုထင်ခဲ့တော့လေသူမကနျူကလ িয়ার အန္တရာယ်ကိုစောင့်ကြည့်နေတဲ့သူလျိုတူဖြစ်ကြောင်းသိရှိလိုက်ရပါတယ်။သတင်းပေးတဲ့သူက Ghost ကသိပ္ပံပညာရှင်အသစ်နဲ့ကိရိယာတက်ဆက်နေပြီဖြစ်ကြောင်းပြောပြနေစဉ် Ghost ရဲ့စနိုက်ပါဖြစ်ချက်ကြောင့်တိတ်ဆုံးသွားခဲ့ပါတယ်။စတန်နဲ့ဒဏ်ရာရကအဖမ်းခံလိုက်ရပါတယ်။ Ghost နဲ့စတန်ကြောင့်ပုဂ္ဂိုလ်ရေးပြိပခရှိကြောင်းမစ်ရှိမိတော့လေအရွန်ကရှင်းပြရန်ညှင်းဆိုကမစ်ကိုအိမ်ပြန်ရန်အမိန်ပေးခဲ့ပါတယ်။ဒါပေမဲ့မစ်ကအရွန်ရဲ့ခြေရာခံကိရိယာကိုခိုးယူကမူဆက်လက်ထဲရောက်နေတဲ့အနုကီကာကိုဂျားပြတ်ခေါ်ဆောင်ခဲ့ပါတယ်။စတန်ကိုကယ်တင်ရန်သူမရဲ့ဦးလေးအတွက်လက်စားချရန်အနုကီကာကနီးပညာပိုင်းဆိုင်ရာကူညီပေးရန်သဘောတူညီခဲ့ပါတယ်။ Ghost ကစတန်ကိုဖမ်းဆီးပြီးအတိတ်ကသူ့ကိုမကယ်ခဲ့တဲ့ကိစ္စအတွက်ရက်ဆက်စွာညှဉ်းပန်းနှိပ်စက်နေပါတယ်။စတန်ကအပြစ်မဲ့ပြည်သူများအတွက်
ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်းရှင်းပြတော်လေကို့စ်ကလက်သေးကွန်များကိုဆွဲခါကစတန်ရဲ့အဖွဲပုံးကိုရာကိုမေးမြန်းခဲ့ပါတယ်ဒါပေမဲ့စတန်ကမြည်သည့်အရာမှဖွင့်ဟပြီးမဟုတ်ကြောင်းပြန်လည်စိန်ခေါ်ခဲ့ပါတယ်ထိုစဉ်ဘီရူးရောက်လာပြီးဒုံးကျည်ပစ်လွှတ်ရန်အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့ကို့စ်ကရုတ်တရက်အီရန်အဖွဲ့ကိုတပ်ဖြတ်ကာနျူကလ িয়ার ကိရိယာကိုထိန်းချုပ်လိုက်ပါတယ်သူရဲ့ရည်ရွယ်ချက်မှာအမေရိကန်ရဲ့စစ်တမမြောက်ရေရင်စုကိုတိုက်ခိုက်ပြီးလက်စားချီရန်ဖြစ်တယ်မစ်ချ်နဲ့အနူကီကာတို့ရောက်ရှိလာပြီးအနူကီကာကမိသားစုအတွက်ဗီဒီယိုကိုတပ်ဖြတ်လိုက်ပါတယ်မစ်ချ်ကကားနဲ့အဆောက်အုံကိုဝင်တိုက်ကာအဆောင်များကိုရှင်းလင်းပြီးစတန်ကိုကယ်ထုတ်ခဲ့ပါတယ်ကို့စ်ကပြစ်မှတ်မှာစစ်တမမြောက်ရေရင်စုဖြစ်ကြောင်းစတန်ကဖော်ထုတ်ခဲ့ပါတယ်မစ်ချ်နဲ့ကို့စ်ကိုလိုက်မိတော့လေအနူကီကာကတစားကန်ဖြစ်သွားပါတယ်မစ်ချ်ကိုတိုက်ခိုက်ခွင့်ရသည်ရန်အနူကီကာကကိုအသက်သတိခဲ့ပါတယ်ကို့စ်လေဖြင့်ထွက်ပြေးရာမစ်ချ်လိုက်ပါသွားပြီးပြင်းထန်စွာတိုက်ခိုက်ကြပါတယ်နောက်ဆုံးတွင်စတန်ရဲ့တင် जा ပေးမှုဖြင့်မစ်ချ်ကကိုလေဘင်းကိုထောက်ကာအနိုင်ယူလိုက်ပါတယ်ပင်တဂွန်ကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားချိန်တွင်မစ်ချ်ကလှေကိုပင်လယ်ပြင်ဘက်မောင်းနှင်သွားပြီးစတန်ကရဲရင်ဖြင့်ရောက်လာပြီးမစ်ချ်ကိုကယ်တင်ခဲ့ပါတယ်ပောက်ကွဲရဲ့စက္ကန့်ပိုင်းအလိုတွင်ဘုံကိုရေထဲပစ်ချနိုင်ခဲ့သဖြင့်ကြီးမားတဲ့ပောက်ကွဲမှုဖြစ်တော့လေရင်သူကြီးမပြတ်သူပဲအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ရက်အနှဲငယ်ကြာပြီးနောက်စတန်ကသူ့ရဲ့ဒဏ်များမှပြန်လည်တက်သက်လာပြီး Iron နဲ့စကားပြောနေတာကိုပြသထားပါတယ်။သူတို့ကဗိုလ်ချုပ်ရိုစတာမီသည်အီရန်ရဲ့သမ္မတဖြစ်လာတော့ပြီဖြစ်ကြောင်းသိရှိခဲ့ကြပြီးသူအာဏာရရှိလာပါကနျူကလ িয়ার စီစဉ်ကိုပြန်လည်စတင်ပွဲရှိပါတယ်။ဗိုလ်ချုပ်ကိုချက်ချင်းမတားဆီးပါကကြီးမားသောအန်ဒီရဲ့ပေါ်ပေါက်လာနိုင်ကြောင်း Iron ကသတိပေးခဲ့ပါတယ်။သူတို့အမိန့်မပေးမိပါပင်မစ်ချ်ကရိုစတာမီကိုတွားရောက်လှုပ်ကြံလိုက်ခြင်းဖြင့်ဇလန်းကိုပြီးဆုံးထားပါတယ်